လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေတဲ့ပို့ပြီးတော့ထူးခြားပြီးစိစိမ်ဥစ္စာကတောက်ပြောင်မှုရှိတယ်။ဒါကြောင့်မို့လို့လူပြေကိုသွားချင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာတရားတရားရှိပြီဆိုလို့ရှိရင်ဒုတရားဆွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာနော်လူပြေကလူတွေကတော့လူဘဝသိကြတယ်ထင်တာကိုတွက်ကြည့်ပါလားတာဝရိန္ဒနတ်ပြေကလူပြေမှာနှစ်ပေါင်း100မှာတာဝရိန္ဒနတ်ပြေမှာတရက်ရှိသေးတာတဲ့အခုဘုန်းကြီးတို့တွေဟာပဲတာဝရိန္ဒတရက်တောင်မရှိသေးဘူးနော်နိုင်ပိုင်းရှိသေးတယ်ဒါကိုကြာလာပြီဒီကလူတွေအိုးကုန်ပြီနော်ဟိုမှာတရက်တောင်မရှိသေးဘူးအဲ့ဒီလိုရက်ပေါင်းနဲ့တွက်ထားတဲ့လူပြေနဲ့တွက်မယ်ဆိုရင်နှစ်ပေါင်းမြောင်များစွာအသက်ရှိတာဝရိန္ဒနတ်ပြေနဲ့တွက်မယ်ဆိုရင်အနှစ်1000သက်ရှိတဲ့အနှစ်1000ဆိုဒီမှာလူပြေကအနှစ်1000မဟုတ်ဘူးလူပြေမှာအနှစ်100ကိုတရက်ယူထားတဲ့နှုံးနဲ့တွက်ထားတဲ့အနှစ်1000အဲ့ဒါလိုနတ်ပြေမျိုးကိုဘာနဲ့ရနိုင်တာတော့ဆိုလို့ရှိရင်အခုပြောတဲ့တရားနဲ့ရနိုင်တယ်စိတ်နဲ့လည်းဝယ်လို့မရဘူးရွှေနဲ့လည်းဝယ်လို့မရဘူးနော်လောကီဥစ္စာတွေပေးလို့မရဘူးတဲ့တတ္ထာဆိုတဲ့ဥစ္စာချမ်းသာပြီဆိုလို့ရှိရင်အဲ့ဒီလိုနတ်ပြည်မျိုးလည်းရနိုင်တယ်လို့တူ